10 နှစ်12ဟောင်းမအောင်သေးပဲနဲ့ NCT program ကို join လုပ်ရလားကွန်ပျူတာအခြေခံမရှိရင်ရောတက်ရောက်လို့ရလားထားမှာတော့အထက်တန်းအောင်မြင်ပြီးသားမို့လို့ year 1ကနေပြီးတော့စ join လို့ရတယ်ဆိုပေမဲ့အထက်တန်းအောင်မြင်ပြီးတာနဲ့အခြေခံတွေကိုသိပါမလားကျွန်တော်ဒီနေ့ဒီ comment လေးကို reply ပြန်ပေးသွားမှာပဲဖြစ်ပါတယ်10 နှစ်12ဟောင်းမအောင်သေးပဲနဲ့ NCT program ကို join လို့ရလားဒီမေးခွန်းလေးကအရင်လဲကောင်းတယ်တကယ်လည်းမေးတင်တယ်10 နှစ်12ဟောင်းမအောင်သေးပဲနဲ့လည်း NCC ကို join လို့ရပါတယ်အထက်တန်းမပြီးမြောက်သေးတဲ့ကျောင်းသားကျောင်းသူများအတွက်လည်း NCC ရဲ့ foundation အတန်းဖြစ်တဲ့ level 3 diploma ရဲ့ computer အတန်းလေးကနေပြီးတော့စပြီးတက်ရောက်လို့ရတယ်ဒီတန်းလေးကိုစတက်မယ်ဆိုလို့ရှိရင်တော့စနေဟောင်း9တန်းစနစ်သစ် G10 11 IGCSE O level တော့အောင်မြင်ထားဖို့လိုအပ်ပါတယ်ကွန်ပျူတာအခြေခံမရှိရင်ရောတက်ရောက်လို့ရတာ foundation တန်းဖြစ်တာမို့လို့အခြေခံကနေပြီးတော့စပြီးသင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကွန်ပျူတာအခြေခံမရှိရင်လည်းတက်ရောက်လို့ရပါတယ် foundation တန်းလေးမှာဆိုရင် study and presentation skill mathematical skill for computing digital world introduction to computer science introduction to programming with Python စတဲ့ဘာသာရပ်တွေကိုသင်ကြားမှာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ year 1ကိုစပြီးတန်းတက်ထားတဲ့စာလို့ရှိရင် foundation တန်းကနေပြီးတော့စပြီးတန်းတက်တာကိုပို့ပြီးတော့အားပေးတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီ foundation မှာသင်ကြားမယ့်ဘာသာရပ်တွေအားလုံးက year 1အတွက်အခြေခံနေကြီးပဲဥပမာနောက်ဆုံးဘာသာရပ်ဖြစ်တဲ့ introduction to programming with Python ဒီဘာသာရပ်မှာဆိုလို့ရှိရင် Python programming ကို introduction အနေနဲ့ဆိုပေမဲ့နောက်လာမယ့် IT သင်ခန်းစာတွေအတွက်ကတော့တကယ်ကိုအခြေခံဖြစ်တယ်ထားမှာတော့အထက်တန်းအောင်မြင်ပြီးသားမို့လို့ year 1ကနေပြီးတော့စ join လို့ရတယ်ဆိုပေမဲ့အထက်တန်းအောင်မြင်ပြီးတာနဲ့အခြေခံတွေကိုသိပါမလားဒါကြောင့်မို့လို့ကျွန်တော်ကတော့ foundation တန်းကနေပြီးတော့စပြီးတက်ရောက်တာကိုအားပေးပါတယ် ID ကိုအခြေခံကနေပြီးတော့စတက်ချင်သူတွေအတွက်တော့ LBU International College က match လာထဲမှာအတန်းသစ်ဖွင့်ဖို့ရှိပါတယ်အခြေခံတွေကနေပြီးတော့စပြီးပိုင်းနိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဆက် join ဖို့မမေးနဲ့နော်အသေးစိတ်သိရှိလို့တော့အကြောင်းအရာများကိုအခုဖော်ပြထားတဲ့ဖုန်းနံပါတ်တွေမှာမေးမြန်းနိုင်တယ်လို့ page messenger ဒါမှမဟုတ် Viber ကနေပြီးတော့လည်းအသေးစိတ်သိရှိလို့တဲ့အကြောင်းအရာတွေအားလုံးကိုအားမနာနဲ့မေးမြန်းလို့ရပါတယ်ဟုတ်မေးနေလို့ဖေဖော်ဝါရီလထဲမှာ NML ကျောင်းသားကျောင်းသူများအတွက်လည်း special promotion တစ်ခုရှိသေးတယ်အဲ့ဒါကတော့တယောက်လာပြီး NML ဆိုလို့ရှိရင်တော့2သိန်း cashback နဲ့ LBU gift set နှစ်ယောက်အတူတူလာ NML ဆိုလို့ရှိရင်တော့5သိန်း cashback နဲ့ LBU gift set ပေးသွားမယ့်အစီအစဉ်တွေလည်းရှိပါတယ် promotion ရှိတော့မြန်မြန်လာ join ဖို့တော့လိုမယ်နော် Education for a promised future.